Ronnie ဆိုတဲ့ကောင်လေးဟာအိမ်မှုကိစ္စတွေကူညီလုပ်ကင်ပေးပြီးသူ့ဘွားအတွက်စေးဖော်ပေးတတ်တဲ့လိမ္မာတဲ့ကလေးတစ်ယောက်ပါတကယ်တော့ Ronnie မိဘတွေဟာအလွန်ချမ်းသာကြွယ်ဝသူတွေဖြစ်ပေမဲ့ Ronnie ကိုပတ်စံရှိလို့ပျက်စီးမသွားစေပဲပညာတတ်အောင်ဘဝတန်ဖိုးနားလည်အောင်ဆင်းရဲသားတွေလိုဟန်ဆောင်ပြီးပြုစုပြောထောင်နေကြတာပါလမ်းမှာတွေ့တဲ့နိုင်ငံသားကလမ်းမေးတာဟာ Ronnie ကိုအင်္ဂလိပ်စာလေ့ကျင့်ပေးဖို့မိဘတွေကြိုတင်စီစဉ်ထားတဲ့အကွက်တစ်ခုပါသူ့ဖေဖက်နှက်စုပ်ကြီးစီးနေရတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်ကဖက်နှက်အစ်စ်ဝယ်ပေးဖို့ပတ်စံစုခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဖက်နှက်မဝယ်ပဲသူ့အတွက်တက်ပလက်တစ်လုံးဝယ်လိုက်မိပါတယ်မိဘတွေကဒါကိုသိလို့တက်ပလက်ကိုတမင်ဖြက်စီးလိုက်ပြီးမှားယွင်းတဲ့ဆုံးဖြတ်ချက်အတွက်သင်ခန်းစာပေးခဲ့ပါတယ်အဲ့ဒီနောက် Ronnie ဟာပလင်းခွန်တွေကောက်ပြီးပတ်စံပြန်စုခဲ့ရပါတယ်Ronnie ဟာအပြည့်ချန်ပီယံဖြစ်ချင်ခဲ့ပါတယ်ဒါပေမဲ့သူ့အဖေကအားကစားထက်စာကိုပဲထူးချွန်စေချင်တာကြောင့် Ronnie အိတ်နေတော့ခြေထောက်ကိုထုံဆေးပေးပြီးလမ်းမလျှောက်နိုင်အောင်လှုပ်ရှားဝင်တူးနေပြကမင်းအပြေးသမားမဖြစ်နိုင်တော့ဘူးလို့လိန်ညာ၍သူ့ရဲ့အိမ်မက်ကိုရက်တန့်စေခဲ့ပါတယ်နေ့အနေငယ်ကြပြီးနောက် Ronnie ဟာအထက်တန်းကျောင်းသားဖြစ်လာပါတယ်တနေ့မှာအောက်ပိုင်းတည်နေတဲ့အဖွားဟာဘတ်စကတ်ဘောကစားနေတာကို Ronnie မြင်လိုက်ရပါတယ်Ronnie ဟာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုပြီးနောက်မိဘတွေကိုပြန်လည်စမ်းသပ်ဖို့အတွက်မိမိကိုယ်ကိုပြန်ပေးဆွဲခံရတယ်လို့ဟန်ဆောင်ခဲ့ပါတယ်မိဘတွေလမ်းဖြန့်ပြီးရှာနေတော့မှ Ronnie ဟာသူတို့ရဲ့လှုပ်ဝက်စခန်းထဲကိုခိုးဝင်ပြီးသူ့ဘဝတစ်ခုလုံးဟာစောင့်ကြည့်ခံနေရတဲ့ဇာတ်မျိုးတစ်ခုဖြစ်နေမှသိသွားခဲ့ပါတယ်သူ့ဖေကဒါရီအားလုံးဟာမင်းကိုအရာရာတူးချွန်တဲ့လူတစ်ယောက်ဖြစ်အောင်လုပ်ပေးတာပါလို့ရှင်းပြပေမဲ့ Ronnie ကတော့သူတစ်ပါးစီစဉ်ထားတဲ့ချမ်းသာမှုနဲ့ဘဝကိုလက်မခံတော့ပါဘူးသူဟာကိုအားကိုပြီးကိုရည်ချင်းနဲ့ပဲရှေ့ဆက်မယ်လို့ပြောကမိဘတွေစီနေထွက်လာခဲ့ပါတယ်